နေဝင်ရိုးရီအချိန်မှာရွာထိပ်ကညောင်မင်းကြီးအောက်မှာမလွမ်းဖို့တယောက်ထဲထိုင်နေတယ်။သူမရဲ့ဝတ်စုံကတော့ပန်းနုရောင်အင်ဂျီရင်စီလေးနဲ့အနက်ရောင်ဝေါင်းကြအပွင့်ခက်လေးတွေကိုတေသက်စွာဝတ်ဆင်ထားတယ်။လက်ထဲမှာတော့ဟောင်းနှွမ်းနေတဲ့စာအုပ်ကလေးတစ်အုပ်ကိုစုပ်ကင်ထားရင်ဝေးလံတဲ့တောတန်းတွေစီကိုငေးကြည့်နေတာပေါ့။ရွာထဲကလူတွေကသူမကိုမြင်ရင်မလွမ်းဖို့ကတော့နာမည်နဲ့လိုက်အောင်ကိုအေးဆက်တာပဲမြို့တက်သွားတဲ့ကိုအောင်ပြန်မလာတာ3နှစ်ရှိပြီတစ်ချက်ကလေးတောင်လွမ်းတယ်လို့မငြီးဘူးလို့ပြောကြတယ်။ဒါပေမဲ့သူမရဲ့အေးဆက်တဲ့မျက်နှာထားနောက်ကွယ်မှာဘယ်သူမှမသိတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေခဲ့တယ်။လွန်ခဲ့တဲ့3နှစ်ဒီညောင်ပင်အောက်မှာပဲကိုအောင်ကသူမကိုဂတိတစ်ခုပေးခဲ့ဘူးတယ်ပို့။ကိုမြို့မှာအခြေတကျဖြစ်ရင်ပို့ကိုလာခေါ်မယ်။အဲ့ဒီအချိန်ထိစောင့်နေပေးပါနော်။အခုတော့ကိုအောင်စီကစာတဆောင်မှမရောက်တာကြာခဲ့ပြီးရွာကိုပြန်လာတဲ့သူတွေပြောစကားအရကိုအောင်ဟာမြို့မှာအောင်မြင်နေပြီးတထေးသမီးတစ်ယောက်နဲ့လက်ထပ်တော့မယ်ဆိုတဲ့သတင်းတွေကရွာထဲမှာပြန့်နေတယ်။မလွမ်းပူကတော့ဘာမှမပြောဘဲစာတင်ကျောင်းလေးမှာကလေးတွေကိုစာပြရင်းနေ့ရက်တွေကိုဖျက်ဆီးနေတယ်။ဒါပေမဲ့ညတိုင်းသူမရဲ့စာအုပ်ကလေးထဲမှာကိုအောင်စီဘယ်တော့မှပို့ဖြစ်မှာမဟုတ်တဲ့စာတွေကိုရေးနေခဲ့တယ်။အဲ့ဒီနေ့ညနေမှာပဲရွာကိုကားအကောင်းစားတစ်စီးဆိုက်ရောက်လာတယ်။ကားပေါ်ကဆင်းလာတာကတော့ဝတ်ကောင်းစားလာတွေနဲ့ကိုအောင်ပါ။ဒါပေမဲ့သူတယောက်တည်းမဟုတ်ဘူး။ဘေးမှာအရန်လာတဲ့မြို့ပြအမျိုးသမီးတယောက်ပါလာခဲ့တယ်။မလွမ်းပူနဲ့ကိုအောင်ညောင်ပင်အောက်မှာမျက်နှာချင်းဆိုင်စုံမိကြတယ်။ကိုအောင်မျက်လုံးတွေကတုံလုံးနေပေမဲ့မလွမ်းပူကတော့ထုံးစံအတိုင်းတည်ငြိမ်နေတော့မဲ့ကိုအောင်ပို့နေကောင်းတယ်မလားကိုကိုခွင့်လွတ်ပါမလွမ်းပူဖြောတော့စွာပြုံးရင်းကျမမှာလွမ်းဖို့အချိန်တောင်မရှိတာခွင့်လွတ်ဖို့ဆိုတာပိုတော့မလိုပါဘူးကိုအောင်ဧည့်သည်လဲပါလာတာဆိုတော့အိမ်မှာပဲနားပါဦးသူမဟာအေးဆက်ဆက်စကားတခွန်းကိုပြောပြီးကြောခိုင်းထွက်ခွာသွားခဲ့တယ်ဒါပေမဲ့သူမကြောခိုင်းလိုက်တဲ့ခဏမှာလက်ထဲကစာအုပ်ကလေးမြေကြီးပေါ်ပြုတ်ကျကျန်ရခဲ့တယ်ကိုအောင်ကအသားလေးကောက်ယူပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပြန်မလာရင်ပြောကြလိမ့်မယ်တခါတော့လာခဲ့ပါဦး